ကရင်နိုင်ငံစီဘီကရင်နိုင်ငံစီဘီအော်နေတဲ့ကရင်လူမျိုးတွေဒီတစ်ခါနည်းနည်းလေးပြောချင်ပါတယ်ဘယ်လိုပြောချင်တယ်လဲဆိုတော့ဘိုလ်ချုပ်စောနဲ့ဒါမြဦးဆောင်ပြီးကော်တူးလေးနိုင်ငံထူထောင်ခဲ့တာဆိုတော့မြန်မာနိုင်ငံထဲမှာရှိနေတဲ့လူတွေတော်တော်များများသိကြတယ်မသိတဲ့လူကလည်းခါဆာဆာပါပဲဘာဖြစ်လဲဆိုတော့2026နှစ်ခုနှစ်မှာနိုင်ငံအသစ်တနိုင်ငံပေါ်ထွက်လာတယ်ဟိုဘိုလ်ချုပ်စောနဲ့ဒါမြဦးဆောင်ပြီးတော့ကော်တူးလေးနိုင်ငံအတိဆောက်ပြီးတော့ကရင်ဒီလူလူတွေအခွင့်အရေးတူတူရလာမယ်ဒိုင်းလူညီတူအခွင့်အရေးတူတူပေးမယ်ကော်တူးလေးနိုင်ငံထဲမှာနေတဲ့လူမျိုးပေါင်းစုံသာသနာပေါင်းစုံဘာသာပေါင်းစုံစဆဲအရာရာတွေပေါ့ကွာအတန်းတူအခုတူအခွင့်အရေးပေးမယ်ပေါ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့တချို့တလေကတော့အကောင့်နဲ့ဝေဖန်တာရှိတယ်လို့အဆိုနဲ့ဝေဖန်တာရှိတယ်နိုင်ငံကပြက်စီးနေပြီးဒီလိုမလုပ်သင့်ဘူးစုစည်းရမယ့်အချိန်မှာဒီလိုခွဲထွက်သွားတယ်ဆိုတာကတော့အဆိုးပဲပိုဖြစ်မှာအကောင်တော့ရှိလာမှာမဟုတ်ပါဘူးဒါပေမဲ့ဝေဖန်မှုတိုက်ခတ်မှုကြားတွေကပဲဘိုလ်ချုပ်စောနေတာများကတော့သူ့ကိုယ်သူတံပရခံယူလိုက်တဲ့ဘိုလ်ချုပ်စောနေတာများကကော်တူးလေးနိုင်ငံကိုမရရအောင်တိဆောက်သွားတယ်ကော်တူးလေးနိုင်ငံတိဆောက်တဲ့အချိန်မှာတော့ကရင်ပြည်သူလူထုတွေကတော့ငါတို့မှနိုင်ငံစီးပြီးငါတို့မှကိုပြတန်ခွင့်စီးပြီးငါတို့မှကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြီးဘယ်သူမှငါတို့ကိုလာဆုံးလို့မရဘူးငါတို့မှနိုင်ငံတော်စီးပြီးပျော်စင်နေတဲ့ကရင်လူတွေရှိတယ်လို့ဒုက္ခရောက်နေတဲ့ကရင်လူတွေကလည်းရှိတယ်ကော်တူးလေးနိုင်ငံစပြီးတည်ထောင်တဲ့ကသူ့မှာကိုယ်ပိုင်ပြတန်ခွင့်လည်းနိုင်ငံကအတိမမပေးဘူးသူ့မှာလောလောငွေကြီးလည်းမရှိဘူးတုံးနေတဲ့ပတ်စံကထိုင်ပငွေပဲဖြစ်နေတယ်ဘယ်လိုဖြစ်နိုင်ငံကိုတိဆောက်မှာလဲဘယ်လိုဖြစ်နိုင်ငံကိုဖော်ဆောင်မှာလဲစတဲ့ဝေဖန်တာလည်းရှိပါတယ်ဒါပေမဲ့ဝေဖန်တန်တွေကြားကြရဲမှုကြားဝေဖန်ချက်မှုကြားတွေကပဲသူ့ကိုယ်သူတံပရခံယူထားခဲ့တဲ့ဘိုလ်ချုပ်စောနေတဲ့များကတော့ကော်တူးလေးနိုင်ငံကိုတိဆောက်ခဲ့တယ်ကော်တူးလေးနိုင်ငံစပြီးတိဆောက်အချိန်မှာတော့တစ်ဖက်ပိတ်ကရင်တွေကတော့ကော်တူးလေးနိုင်ငံစီးပြီးဆိုတော့နေမြေအေဂျင့်ပြီးစစ်မှုထမ်းထဲမှာမဝေချင်တဲ့သူကော်တူးလေးနိုင်ငံမှာလာနေပါကော်တူးလေးမပိုတေလုပ်ပေးမယ်ကော်တူးလေးမပိုတေလုပ်ပြီးဆိုရင်နိုင်ငံနေရာကျော်သွားလာခွင့်အေးစစ်ပဲဘာမှပူစံမလိုဘူးပြောနေကြတာရှိတာပေါ့တကယ်တမ်းကျတော့မကြပါဘူးကော်တူးလေးမပိုတေကန်ဆောင်တဲ့လူတွေဘယ်နေရာမှာအသုံးဝေလဲဆိုတာကိုတော့ကျွန်တော်လည်းမသိပါဘူးဒါပေမဲ့2026ခုနှစ်ဇွန်လ16ရက်နေ့မှာဒနင်းစင်သတင်းတွေကဖော်ပြချက်ကိုတွေ့လိုက်ရတော့ဒီကကြတွေဟာပြောမယ်ဆိုရင်အသုံးမဝင်ဘူးလို့ပဲပြောရတာပေါ့နောက်ဆိုတော့အမေရိကန်နိုင်ငံကနေပြန်လာတဲ့ကရင်ဒုက္ခသည်တူယူဆောင်လာတဲ့အဲ့ထဲမှာကော်တူးလေး KTLA ID ကပြ1000ကျော်ဖန်စီရမိတယ်ဖန်စီရမိတာကိုတော့စုစုပေါင်းဘာငွေနဲ့ဆိုတော့6000ကျော်ရှိသွားတယ်ဒီတာဟာကြည့်ချင်အဖြစ်မိုးချိုးစောနေတာမြဦးဆောင်တဲ့ KTLA ကော်တူးလေးနိုင်ငံတကာကအတိအမှပြုပြီလားနိုင်ငံတကာကလေးစားပြီလားဆိုတာကိုတော့ကော်တူးလေးနိုင်ငံထဲမှာနေတဲ့ကရင်ပြည်သူလူထုများသိဖို့လိုတယ်ဒီကနေ့ကျွန်တော်ဒီလောက်ပဲပြောကြားချင်ပါတယ်ခင်ဗျ